ငါဆရာတို့ဒီနေ့တော့ကျွန်တော်လက်တောက်လေးပြတ်သွားတော့ကျွန်တော်လက်တောက်ဝေးဖို့ဆောင်တစ်ချက်တော့တွားချင်းပါကျွန်တော်ချင်းဆုံးအမက်ဆီမှာကူလာမြန်မာရှိရကွန်တိုက်ထဲမှာကျွန်တော် Apple Store ဆောင်ကျွန်တော်တွားချင်းပဲဗျာဒါသူတို့ဆိုင်ထဲပေါ့နော်ကျွန်တော်ចောင်းသားတွေကចောင်းတက်ကပ်ပိုင်ဗျာ$100 $150လောက်တော့ရှော့ပေးတယ်အဲ့တော့ပစ္စည်းကြီးကျွန်တော်လူချင်းနဲ့ MacBook ကျွန်တော်ရှာမတွေ့ဘူးဗျာကျွန်တော်ချာဒါပစ္စည်းတော့များတယ်ဒါပေမဲ့ကျွန်တော်ချာဆိုင်သွားကြည့်ရဗျာဒီ touch screen ကြောက်ကြကျွန်တော်တို့ in bay best buy ပေါ့နော်ကျွန်တော်အမှပြန်ပြီးသွားကြည့်ဒါတွေကနည်းနည်းဈေးရပူတက်တာပေါ့နော်ဒီက940ကျွန်တော်ဝယ်တော့စားပေါ့နော်တစ်နှစ်တောင်မခံပြတ်သွားမဟုတ်တစ်နှစ်တော့ကြော်တယ်တစ်နှစ်ကြော်နဲ့တန်းပြတ်သွားကျွန်တော်လကာရှုံးသွားပေါ့နော်တစ်နှစ်မကြော်ခင်ပြတ်သွားရင်တော့ကျွန်တော်တို့ပြန်ရော်ပေးမှာဒါပေမဲ့တစ်နှစ်ကြော်သွားပြီဆိုတော့မတက်နိုင်ဒါကင်မရာတွေနော်ဒီကမော်နီတာတွေကင်ဆာညာဒါ gaming handset တွေဗျာတော်လန်တက်နိုင်ဘူးဈေးတွေကများအိုးကျွန်တော် Apple ဝေဖူးဆိုတာ Apple ဖောက်ကျွန်တော်တွားကြည့်မှာဗျာဒါတွေကကြီးတွေပဲရှိဒီနေရာကျွန်တော်ကြိုက်ဆုံးနေရာပေါ့နော်လမ်းတွေဈေးဆောက်ရများတယ်ဒီဖြိုရောင်ကြည့်စပေါ်လန်းနေဗျာဒါဘယ်လောက်လဲဆိုတော့တကယ်ပြေးလိုက်1800လောက်ဖြစ်သွားတောင် PC တစ်လုံးပဲရှိရဗျာအဲ့မှာ keyboard တွေ monitor တွေဘာညာလို့ဆိုတော့ဒီနေ့ကျတော့ဝယ်နိုင်တော့ကောင်းပါလေIs somebody going to deep free clean so I can organize? Okay.